Okay ဟာညီကိုတို့အားလုံးပဲမင်္ဂလာပါ Chelsea Arena YouTube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဘုံမောင်းတဲ့ပွဲမှာကျွန်တော်ဒီပွဲပြီး review ကိုပေါ့လေကျွန်တော် key လေးတစ်ခုသွားနေတာပဲမလုပ်ဖြစ်လိုက်ဘူးပေါ့နော်အဲ့တော့မနေ့ကည breaking news တွေတက်လာတယ်မနက်ကလည်းတက်တယ်ပေါ့လေအဲဆိုကျွန်တော်တို့ရဲ့နေပြန် Ansu Maresca ထုတ်ပြန်လိုက်ပြီဆိုတဲ့သတင်းကိုဒါညီကိုတို့လည်းသိမယ်လို့ပြောလင်းပါတယ်အဲ့တော့ဒီပြဿနာတက်တယ်ဆိုတော့ကျွန်တော် rumor တက်တယ်ဒါပေမဲ့ဒီလောက်မြင်မြင်သန်သန်နဲ့ထွက်သွားမယ်လို့တော့ကျွန်တော်သဘောယူနေပြောရမယ်ဆိုရင်တော့မတင်ထားဘူးပေါ့လေနော်ပြဿနာတက်တယ်သူတို့ဒီရာသီကုံလောက်ထိတော့သူတို့စောင့်ကြည့်အောင်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့နောက်ပိုင်းမှာ Maresca ကတောက်လျှောက်ကိုရက်လက်တွေဆိုးလာတယ်တောက်လျှောက်ရက်လက်တွေဆိုးပြီးတော့ဒီကျွန်တော်တို့ဘုံမနဲ့ပွဲဆိုရင်လည်းဒါသူမနိုင်ခဲ့ဘူးပေါ့လေရလကအခုနောက်ပိုင်းမှာတော်တော်လေးကိုဒီချိန်မှာပွဲမှာဆိုရင်မနစ်ကလူမျိုးပေါ့လေကျွန်တော်တို့တောက်လျှောက်ရလက်တွေတိန်းဆောင်နေတယ်ရလက်တွေစိုးနေတယ်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီပုံပွဲကစောင့်ကြည့်အောင်လို့ထင်တယ်ပေါ့လေဒါပေမဲ့ပုံပွဲနဲ့မှာ Maresca ကြားမှာကျွန်တော်ထင်တာလည်းပို့ပြီးတော့ရှုပ်ထွေးတဲ့ပြဿနာတွေရှိမယ်လို့တော့မျှော်လင့်နေပေါ့နော်အဲ့တော့ Maresca ကိုbreaking news တွေနဲ့ကျွန်တော် Chelsea ပိုင်ရှင်တွေကနှုတ်သဘောတူလမ်းခွဲတဲ့သဘောမျိုးပေါ့လေနော်သူတို့တွေChelsea ကနေထုတ်ပေးလိုက်တယ်ပေါ့ထုတ်ပေးလိုက်ပြီဆိုတော့Maresca အကြောင်းကိုကျွန်တော်တို့ပြန်ပြီးတော့အချင်းချုပ်လေးပြောကြည့်အောင်Maresca ကကျွန်တော်တို့ဒီ Leicester အနေမှာကျွန်တော် Chelsea ကိုရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်မှာကျွန်တော် Chelsea fan တွေကဘယ်ကနေပြလဲ Championship ကနေပြမလို့ချင်းဘာညာဆိုတော့ကျွန်တော်တို့စူးစူးညံ့ညံ့တန်းတွေထွက်လာခဲ့တယ်ဒါပေမဲ့ Chelsea ကိုဂိုင်းတွေ့ပြီးတော့တနေ့သားလောက်တွင်းမှာပဲသူ့အနေနဲ့ရလက်တွေကောင်းလိုက်မကောင်းလိုက်ဆိုပြီးမှကျွန်တော်တို့ဒီ data တွေရဆိုတော့ 60% win rate ရှိတယ်ပေါ့လေနော်Chelsea မှာဒါ win rate နဲ့ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါလက်ခံလို့ရတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်လက်ခံလို့ရတဲ့အနေအထားလက်ခံနိုင်လို့တဲ့အနေအထားဖြစ်ပါတယ်သူ့ရဲ့ဟိုပါပေါ့လေဒါပေမဲ့ကျွန်တော်အသင်းတွေနဲ့ပွဲဆိုရင် Maresca ရှိရတယ်ကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတယ်အသင်းနဲ့ကန်ရတဲ့ဟာမျိုးဆိုရင်Maresca ရဲ့ game plan တွေဒီကြိုတင်ပြင်ဆင်တာတွေကဒါအရင်အလုပ်ဖြစ်တယ်ပေါ့လေဒါ Maresca အတွက်ကျွန်တော်တယောက်တည်းသိတိုင်းများဆို Maresca ရဲ့အဆိုးဆုံးဟိုပုံစံတော့ဒါအသင်းငယ်တွေနဲ့ကန်တဲ့ပွဲတွေမှာဆိုရင်တို့ဒီအမားယုံနေများတာပေါ့လေဒီကအသင်းကလူငယ်တွေနဲ့လည်းဖြစ်တဲ့အတွက်အမားယုံနေများတယ်ပေါ့ဆတယ်တစ်ဖက်ပြိုင်ဘက်ကိုနည်းနည်းတစ်ခါကြာရင်ကိုထန်ငယ်တဲ့တင်းတို့အထင်သေးတဲ့စိတ်နဲ့ကစားတယ်ပြီးတော့ discipline အရင်အားနေတယ်အတင်းက Maresca လက်ထက်မှာဟိုကျွန်တော်လူငယ်တွေများတာဖြစ်တဲ့အတွက် discipline ပိုင်းအရင်အားနေတယ်ပေါ့စီကံပိုင်းအရင်အားနေတယ်မလို့ပဲနဲ့အနီးကတ်တွေအဝါကတ်တွေဘလူးပြန်ကိုယူတယ်တစ်ဖက်ကစိတ်ဆိုရင်မခံနိုင်ဘူးပေါ့လေဒီလိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီ conference လေးယူထားပြီးတယ်ကျွန်တော် FIFA World Cup ယူထားပြီးတယ်ပေါ့လေ PF FIFA World Cup မှာဆိုဒါ PFG ကိုသူအပြတ်တက်ကန်ပြီးတော့ 3C နဲ့ကျွန်တော် FIFA World Cup ကိုသူယူထားပြီးတယ်ကျွန်တော်တို့ဘာစီလိုနာကိုလည်းသူအနိုင်ကန်ထားပြီးတယ်ကျွန်တော်အာဆင်နယ်ကိုလည်းသူတို့10ရောက်တဲ့နဲ့သူတေးရောက်ကန်ထားပြီးတယ်ပေါ့လေအသင်းနဲ့ပွဲမှာလီဗာပူးကိုနိုင်တာလို့ပေါ့ဒီလိုပွဲတွေမှာMarescaကဒီတော်တော်လေးအသင်းကိုလမ်းကြောင်းမှန်အထိပို့ပေးနိုင်ခဲ့တယ်ကျွန်တော်အသင်းသေးတွေနဲ့ဒါသူ့အနေနဲ့ဒါဟိုဘယ်လိုပြောရမလဲအနိုင်မယူနိုင်ခဲ့ဘူးပေါ့လေနော်ဒါအတိုင်းမဲ့ဒီလိုမျိုးရလက်တွေစိုးခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒီအနီးပြဘုတ်ဖွဲ့အနေနဲ့ဒါကျွန်တော်တို့အနေနဲ့တော့ဒါMarescaကိုစောင့်ကြည့်အောင်မယ်လို့တော့အထင်ခဲ့ပေမဲ့လည်းမနေ့ကညမှာ breaking news တွေတက်လာပြီးနောက်ပိုင်းမှာဆိုရင်မြင်မြန်တန်ပဲလမ်းခွဲသွားတယ်အဲ့တော့ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့ကျွန်တော်တော့ Maresca ကိုနည်းနည်းလေးနှမျောတဲ့ထဲမှာပါတယ်ကျွန်တော်ရလက်တွေရှုံးတဲ့အချိန်မှာနီးပြောက်10အောင်10မယ် player တွေ10အောင်10မယ်ဒါပေမဲ့တကယ်ပြန်ပြီးတော့တွေးကြည့်လိုက် Maresca Chelsea ကိုအခုချိန်ဒီအတော်အတွင်းအတိုင်းအတာလေးအတွင်းမှာတနေ့သားအတိုင်းအတာတွေလုတ်ပေးထားတာတွေကကျွန်တော်တို့ဒါနည်းနည်းလက်ခံလို့ရတယ်ပေါ့လေနော်လက်ခံလို့ရတယ်ကျွန်တော်တို့တော့ကျွန်တော်လက်ခံလို့ရတယ်ဒီနည်းပြောက်အချိန်ပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်တိုးတော့အသေးမရှိနေနေနေဒီနည်းပြောက်ကိုအချိန်မပေးဘဲနဲ့ထုတ်ပေးလိုက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့သူတို့လုပ်တဲ့အရာတွေပဲကျွန်တော်တို့ကလက်ခံမှာဖြစ်ပါတယ်ကျွန်တော်တို့ fan တွေဖြစ်တဲ့အတွက်ဟိုသူတို့လုပ်တဲ့အရာတွေဒီအသင်းကိုပဲကျွန်တော်တို့ဆက်လက်အားပေးနေအောင်ဖြစ်ပါတယ်အဲ့တော့ဒီအသင်းရှိနေတဲ့ကျွန်တော်တို့ဒီအသင်းကိုအားပေးနေအောင်ဖြစ်ပါတယ်အဲ့တော့ဟိုညီကိုတို့မြင်ရတော့ဘယ်လိုမြင်လဲတော့မသိဘူးကျွန်တော်မြင်ရဆိုရင်တော့ဒါ Maresca ကိုထုတ်ပေးလိုက်တာရန်ကိုစောလုံးနဲ့ပုံဖွဲ့တွေနဲ့ဒါသူတို့ရဲ့ဒီသူတို့ရဲ့အသင်းကိုဝင်ရောက်ဆက်ဖက်မှုတွေကတခြားနည်းပြတွေဒါရောက်လာခင်အဆင်ပြေပါမလားဆိုတော့ကျွန်တော်တို့တန်တရားဝင်စရာတွေရှိတာဖြစ်ပါတယ်အဲ့တော့ Maresca ထုတ်ပေးပြီးနောက်ပိုင်းမှာကျွန်တော်တို့ရေပန်းစားနေရတာကျွန်တော်တို့ Chelsea ရဲ့ Mayfair Club Strasbourg ကနေပြဖြစ်ပါတယ်Strasbourg ကနေပြဖြစ်တယ်ပေါ့လေကျွန်တော်Strasbourg အနီးပြဖြစ်တယ်ဆိုတော့ Leon Rosignol ပေါ့ Leon Rosignol ကကျွန်တော်စောနာကြည့်ရတယ်လို့ဆိုရင်3 back လည်းသုံးတယ်4 back လည်းသုံးတယ်ပေါ့လေနော်သူကဒီ line ရောပြီးတော့ formation change ပြီးတော့သုံးတာပေါ့ပြီးတော့ရင်ဘုံမောင်နေပြ IRO လာတို့ကျွန်တော်တို့ဒီစာဘီတို့ပြီးတော့ဒီစာဘီရဲ့
ဒါပေမဲ့ flower တွေတယောက်ရှိသေးတယ်ပေါ့လေနော်အဲ့တော့အဲ့နီးပြတွေကရေပန်းစားနေတယ်ရေပန်းဆိုင်ဆုံးကတော့ကျွန်တော်လီယန်ရိုစင်ဂျာက Central ဖြစ်ပါတယ်အဲ့တော့ Chelsea မှာရှိတဲ့ဒီ Anderson တို့ဒီ Liam Rosinha ရဲ့လက်ထက်မှာအထွန်းတောက်ဆုံးခြေဆောင်ပြခဲ့တာဖြစ်ပါတယ်လူငယ်တွေကိုမြေတောင်မြှောက်ပေးတဲ့နေရာမှာလည်းLiam Rosinha ကတော်တော်လေးကိုကောင်းမွန်တယ်လို့ကျွန်တော်တို့ဘယ်လိုပြောလဲနာမည်ကြီးတယ်ဗောလေဒါပေမဲ့သူကန်ငယ်မှုတဲ့အတင်းကဒါဘီတို့ဟာစီတီတို့ကျွန်တော်တို့ဒီဆက်ထရာဘောတို့ဗောနော်အတင်းငယ်ဖြစ်တဲ့အတွက် Chelsea လို level မျိုးလာကင်နိုင်ပါမလားပြီးတော့ဒီ PR တွေသူခံနိုင်ပါမလားဗောပြီးတော့ဘယ်နည်းပြပဲလာကျွန်တော်တို့ဒီအတင်းပိုင်ရှင်တွေဘုတ်ဖွဲ့တွေနဲ့အဆင်ပြေပါမလားဒါမျိုးရှိတယ် player တယောက်ကိုဝယ်တဲ့ခါမှာကျဘုတ်ဖွဲ့ကသူတို့ဆုံးဖြတ်ရတယ်သူတို့ဝယ်တာဖြစ်ပါတယ်နီးပြကိုမင်းအဆင်ပြေသူတို့သုံးဆိုပြီးတော့ဘယ်လိုပြောရမလဲသူတို့ရဲ့ဘယ်လိုပြောနီးပြဆိုတော့သူတို့လက်ခုပ်တွေကရေလိုမျိုးထားနေတာဗောလေသူတို့ပြန်ပြီးတော့ complaint မတက်မဲ့လူသူတို့ပေးလူသူတို့ဝယ်ပေးတဲ့လူကိုပဲသုံးမဲ့လူသူတို့ရဲ့ကစားသမားတွေ reserve လူကိုမကြောင်လုပ်ပေးမဲ့လူငယ်တွေအယောင်တင်ပေးမဲ့လူဒါမျိုးဗောလေဒါမျိုးကိုသူတို့လိုချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြင်ပြောရမယ်ဆိုတော့နောက်ဆုံးဒီဗီဒီယိုရဲ့အနှစ်ချုပ်ကိုပြောရမယ်ဆိုရင်တော့ဒီ Maresca ကိုထုတ်တာအတွက်တော့ Chelsea အနေနဲ့အမားကြီးမဖြစ်ပါစေနဲ့လို့ကျွန်တော်မျှော်လင့်နေဒီ Brian တို့ဘာလို့ကျွန်တော်ဆုံးရှုံးခဲ့ရတယ်လို့မျိုးဆာလာတို့ဆုံးရှုံးခဲ့ရတယ်လို့အမားကြီးမဖြစ်ပါစေနဲ့လို့မျှော်လင့်နေထုတ်ပေးတာရန်စောတယ်လို့လည်းမျှော်လင့်နေနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဘယ်နည်းပြပဲလာကျွန်တော်တို့တွေအဆင်ပြေပါမလားဗောလေနော်ဒီဘုတ်ဖွင့်နဲ့ဒီဘုတ်ဖွင့်နဲ့ဒီဘယ်နည်းပြနေမှာမဆိုအဆင်ပြေပါမလားပြီးတော့သူတို့ရဲ့တုံးဆွဲနေတဲ့ policy ပေါ့လေနော်လူငယ်တွေဦးစားပေးတဲ့ policy ကရောရရှိမှအဆင်ပြေနိုင်ပါမလားသူတို့ဝယ်ပေးတဲ့ player တွေကိုနီးပြစိတ်ကြိုက်မဝင်နဲ့သူတို့စိတ်ကြိုက် player တွေဝယ်ပြီးတော့နီးပြကိုတုံးခိုင်းနေတာအောင်မှန်ကန်တဲ့လမ်းကြောင်းဖြစ်ပါမလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်ဖြစ်ပါတယ်အဲ့တော့ပြီးတာတွေကပြီးသွားပြီကျွန်တော်တို့လည်းပြင်ဆင်လို့မရအောင်ကျွန်တော်တို့လည်း Chelsea ဘုတ်ဖွဲ့ Chelsea ပိုင်ရှင်တွေမဟုတ်တဲ့အတွက်ကျွန်တော်တို့လည်းပြီးတာတွေကပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်စောနာပြောခဲ့တဲ့အချက်တွေမှာညီကိုတို့ရဲ့အမြင်လေးတွေကိုကျွန်တော်လည်းတူတာရှိရင်လည်း comment ပေးလို့ရပါတယ်မတူတာရှိရင်လည်းကျွန်တော်တို့comment မှာဝေဖန်ပိုင်းချတော့လို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဒီနှစ်ချက်မပါတဲ့အတွက်အတန်လေးကနည်းနည်းလေးမပြတ်မသားဖြစ်နေဆိုရင်လည်းနားလည်ပြီးမယ်လို့ပြောလင်းပါတယ်အားလုံးကျေးဇူးပါ